2013 ခုနှစ်စက်တင်ဘာလ23ရက်ဓမ္မပညာသင်တန်းရက်တို့အမှတ်စဉ်2သုတ္တန္တအနှစ်ချုပ်ဘာသာရပ်မဟာသတိပဋ္ဌာန်သုတ်နာနဲ့ပိုင်းပို့ချခြင်းကာယ ानु ပတ္တနာသတိပဋ္ဌာန်ကိုအာနာပါနပပ္ပအပါဝင်အပိုင်းကန္တာပေါင်း6ခုနဲ့အလုံးကမ္မထံပေါင်း14မျိုးမြတ်စွာဘုရားဟောကြားတယ်အဲ့ဒီမှာအာနာပါနပပ္ပမှာတခြားသုတ္တန်တွေမှာသောလသက်ခတုကလို့ဆိုရဲ16မျိုးအာနာပါနနဲ့ပတ်သက်တဲ့ကမ္မထာအထုတ်ပုံ4ခုနဲ့16မျိုးထိအောင်ဟောထားတော့လေဒီမဟာသတိပဋ္ဌာန်သုံးမှာတော့ပထမစတုကတစ်မျိုးတည်းကိုပဲဟောထားတယ်အဲ့ဒီပထမစတုကကိုပဲသူကဒါကဒီအာဓိကမိကတကမ္မထာနဝသေနဆိုကမ္မဋ္ဌာန်းစတင်ပြီးတော့အထုတ်တဲ့ပုဂ္ဂိုလ်တွေအတွက်အာဓိကမိကဆိုတာ beginner လို့ပြောတာကမ္မထာစတင်အထုတ်တဲ့ပုဂ္ဂိုလ်တွေအတွက်ကမ္မထာအထုတ်ပုံကမ္မထာအာယုံအဖြစ်ဟောကြားတာတဲ့ဒီဟာကဒါမို့လို့4မျိုးတည်းပဲဖော်ပြီးတော့ပြတယ်စတုက4မျိုးမှာစတဲ့တော့တတိနဲ့ဝင်သက်ကိုရှုဖို့စတိနဲ့ထွက်သက်ကိုထုတ်ဖို့အဲတတိနဲ့လှုပ်တယ်လို့ဆိုတဲ့အခါမှာပညာဝင်လာတဲ့အခါကျတော့ရှည်တယ်လို့သိလာတယ်တိုးရင်တိုးတယ်လို့သိလာတယ်ဒါရင်မကဘူးအရှိတိုးသိုံနဲ့မကပဲနဲ့ထွက်လေဝင်လေအားလုံးကိုခြုံငုံပြီးတော့လဲထင်ထင်ရှားရှားသိပြီးတော့ရှုသွင်းနိုင်ဖို့ထွက်လေကိုထုတ်ဖို့ဒါပါကြိုးစားပြီးတော့သိရှိလာတယ်တတိတွေသမာဓိတွေပညာတွေတိုးတက်လာတဲ့အခါကျတော့ကျန်တဲ့နဲ့ထွက်လေဝင်လေတွေသိတာထင်ရှားတဲ့ထွက်လေဝင်လေတွေဟာပျောက်ကွယ်သွားပြီးအလွန်သိမ်မွေ့တဲ့ထွက်လေဝင်လေတွေဖြစ်လာတယ်ဒီလိုဆိုလို့အလွန်သိမ်မွေ့တဲ့ထွက်လေဝင်လေတွေဖြစ်လာတယ်တဖြည်းဖြည်းအားထုတ်ရင်ဒီကမ္မထာကအလွန်သိမ်မွေ့ပြီးတော့သွားတယ်နောက်ဆုံးမှာဒီထွက်လေဝင်လေပျောက်သွားတယ်လို့ထင်ရအောင်ထွက်လေဝင်လေဟာယောဂီပုဂ္ဂိုလ်ရဲ့အသိစိတ်ထဲကနေပျောက်ကွယ်သွားသည့်ထင်အောင်သူသိမ်မွေ့သွားတယ်လို့အဲ့ဒီအချိန်မှာထွက်လေဝင်လေပျောက်ကွယ်တာတော့မဖြစ်နိုင်ဘူးသိမ်မွေ့သွားတာပဲဖြစ်နိုင်မယ်တတိတွေပညာတွေစွမ်းအားတွေနဲ့ပြန်ပြီးစူးစမ်းလိုက်တဲ့အခါမှာထွက်လေဝင်လေဟာပြန်ပြီးတော့ထင်ထင်ရှားရှားပေါ်လာတယ်ဒီအာနာပါနကမ္မထာဟာတခြားကမ္မထာတွေနဲ့မတူဘူးတဲ့တခြားကမ္မထာတွေကအာထုတ်လေထင်ရှားလေအာထုတ်လေထင်ရှားလေရှုမှတ်ထားကြာလေပို့ပြီးတော့ပြပြင်းလာလေဒီအာနာကမ္မထာအာနာပါနသတိကမ္မထာကြတော့ရှုမှတ်လေသိမ်မွေ့သွားလေရှုမှတ်လေသိမ်မွေ့သွားလေနောက်ဆုံးပျောက်ကွယ်သွားသည့်အနေအထားမျိုးထိအောင်ရှောက်သွားတတ်တယ်တဲ့ဒါကြောင့်မို့မြတ်စွာဘုရားကတတိလွတ်နေတဲ့ပညာကင်းမဲ့တဲ့ပုဂ္ဂိုလ်အတွက်ဒီအာနာပါနသတိဘာဝနာကမ္မထာကိုငါမဟောဘူးတဲ့အဲ့တော့တတိပညာဒီရင့်တန်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေမှာသာဒီတရားအထုတ်တဲ့တယ်လို့ဆိုတာပေါ့နော်ဒါမို့မြတ်စွာဘုရားအလောင်းတော်ကိုယ်တိုင်ဟာလည်းဒီအာနာပါနကမ္မထာနဲ့အထုတ်ပြီးဘုရားဖြစ်ရောက်သွားတာအဲ့တော့ဒီမှာ
ခိုင်မာတဲ့တတိနဲ့ထက်မြက်တဲ့ဉာဏ်ပညာတွေလိုအပ်တယ်အဲ့ဒါတွေရှိမှဒီအာနာပါနသတိကမ္မထာဟာအောင်မြင်နိုင်တယ်လို့ဒီလိုဆိုတာပေါ့နော်အဲ့တော့၄ချက်ဒါကြောင့်မလို့ပတ္တံပယံကာယသင်္ခါရအတ္တသိတာမိတိသိက္ခတိပတ္တံပယံကာယသင်္ခါရပတ္တသိတာမိတိသိက္ခတိလို့ပတ္တံပယငြိမ့်သက်သွားစေလျက်ဆိုငြိမ့်သက်အောင်တမင်လောက်တာတော့မဟုတ်ဘူးတတိတွေတမာရီတွေပညာတွေတိုးတက်လာတဲ့အခါကျတော့ထွက်လေဝင်လေဟာငြိမ့်တဲ့ငြိမ့်သွားတိမ်မွေ့တဲ့တိမ်မွေ့သွားတယ်ဒီလိုဆိုလို့အဲ့ဒီအဆင့်ရောက်သွားလို့ရှိရင်ဘာဖြစ်တုံးဆိုဆံရလာနိုင်တယ်ပေါ့နော်ဆံရလာနိုင်တယ်နမိတ်တွေပေါ်ပြီးတော့ဆံရလာနိုင်ဆံရဖို့ဆိုတာရှင်းဥစွာအာယုံမှာနိမိတ်တဆိုတာထင်လာတယ်နိမိတ်တဆိုတာအစစ်မှန်နဲ့ကပ်ပြီးတော့ပေါ်လာတဲ့အရိပ်အယောင်ပဲအစစ်မှန်မဟုတ်ဘူးထွက်လေဝင်လေအစစ်မှန်မဟုတ်ဘဲနဲ့ထွက်လေဝင်လေနေရမှာဟုတ်လူတွေရဲ့တင်ညာကြောင့်ဖြစ်ပေါ်လာတဲ့အရာလေးပဲဒါကတော့ဘယ်သူမှဘယ်လိုထင်တယ်ဘယ်သူမှဘယ်လိုထင်တယ်လို့ပြောလို့မရဘူးလူရဲ့စိတ်နဲ့ပတ်သက်တယ်အမှတ်တင်ညာနဲ့ပတ်သက်တယ်ပေါ့သို့တော့ဖြစ်လိဖြစ်တာရှိတာတွေကိုတော့အထက်ထာကတော့ထုတ်ပြထားတာပေါ့တချို့ကြဲထွက်လေဝင်လေဟာကျက်တရားတွေလို့လဲမြင်ရတယ်တဲ့ဟောကျက်တရားတွေလို့လဲမြင်ရတယ်ပရမ ्या လုံးလေးတွေကိုစီကုန်းထားတဲ့ပရမ ्या လဲဆွဲကုန်းလေးလို့လဲမြင်ရတယ်ပလဲကုန်းလေးတွေလို့လဲမြင်ရတယ်တချို့ကြတော့လဲဟိုဝါပင်ရဲ့အစိတ်ကလေးတွေလို့လဲမြင်ရတယ်တဲ့မျိုးစုံပဲတချို့ကြတော့ဆလွယ်ကျိုးလေးလို့လဲမြင်ရတယ်ပန်းကုန်းလေးလို့လဲမြင်ရတယ်တဲ့မိဂိုတန်းကြီးလို့လဲမြင်ရတယ်လို့ဆိုအဲ့ဒီမိဂိုတန်းလို့ဆိုတာမြင်တာဘုန်းကြီးတို့မေတော်ကြီးသီလရှင်ဝတ်ပြီးတော့စကိုင်းတောင်မှာကမ္မထာအထုတ်တဲ့အခါသူပြောတယ်နှာခေါင်းကနေမိဂိုရန်ကြီးလို့ထွက်လာတာမြင်တော့သူလန့်ပြီးတော့ရပ်ပစ်လိုက်တယ်တဲ့သူလည်းဘယ်သူကရှင်းပြလို့မဲ့လူမရှိဘူးဘုန်းကြီးတို့လည်းငယ်သေးတော့ဘာမှမသိဘူးအဲ့ဒါနောက်ကြီးတော့မှအော်ဒါနမိတ်ပါလားလို့ဆိုစာထဲမှာပါတယ်ဓုမတိခဆိုမိဂိုရန်လေးလို့ထင်တယ်အဲ့ဒါပြောပြဘူးတယ်ပေါ့သူသီလရှင်ဝတ်ပြီးတော့တရားထုတ်တဲ့အခါမှာနှာခေါင်းကမိဂိုရန်ကြီးလို့ထွက်လာလို့လန့်သွားတယ်တဲ့ဒီလိုလည်းဖြစ်တတ်တယ်အဲ့ဒါကြောင့်မို့ဘောဓုတဆိုတာရှိတဲ့နော်ဘောဓုတဆိုတာကမ္မထာနဲ့ပတ်သက်ပြီးတော့သင်ထားတယ်ဘောဓုတမရှိလို့ရှိရင်ကြောက်เสียမဟုတ်တာကိုကြောက်เสียလို့ထင်သွားတတ်တယ်ပေါ့အဲ့တော့ဒီစာပေကျမ်းကမှာပြထားတာထင်ပုံတွေအများကြီးရှိတယ်ပေါ့တချို့ကြတော့လေနာသီးပြားကနေပြီးတော့ထွက်လေဝင်လေတွေကဘာဖြစ်လာတော့ဆိုပင်ကူအိမ်ကြီးလို့လဲပိုက်ကွန်ကြီးလို့ပင်ကူအိမ်ကြီးလို့လဲကြဲကြဲပြန့်ပြန့်ကြီးထင်လာတယ်မိုးတိမ်နေလို့လဲစိတ်ထဲမှာထင်လာတယ်ဘုံမာကြာပန်းကြီးလို့ယထာလှဲပိန်ကြီးလို့လာဝန်းကြီးလို့နေဝန်းကြီးလို့ဒီလိုထင်လာတယ်ဒါကတော့ဟိုလူတွေနဲ့ပဲသက်ဆိုင်တယ်စိတ်နဲ့ပဲသက်ဆိုင်တယ်ဘာထင်ရမယ်လို့ငါဘာထင်နေတယ်လို့တော့သွားလို့တော့မရဘူးเนาะသူကသူတမာတိရလာတဲ့အခါမှာဒီလိုထင်တတ်တယ်လို့ဒီလိုဆိုတာအဲ့တော့ဒီပတ္တမယံကာယသင်္ခါရအတ္တသိတာမိတိဆိုတဲ့ဒီနံပါတ်၄ရောက်တဲ့အခါကျတတိတမာတိတွေအလွန်ကောင်းလာပြီးတော့သူကဆံရသွားတယ်အဲ့ဒီနမိတ်တွေပေါ်မှာအာယုံပြုတ်ပြီးတော့ဆက်လက်အားထုတ်တဲ့အခါမှာဆံရသွားဒီအတ္တတနမိတ်ပေါ်မှာဆံရတာတိုက်ရိုက်အာယုံပေါ်မှာဆံရတာမဟုတ်ဘူးနမိတ်ပေါ်မှာဆံရတာနမိတ်တင်လာပြီးမှအဲ့ဒီနမိတ်ကိုအာယုံပြုတဲ့ဆံစိတ်ပေါ်တာအဲ့ဒါလို့ဆံစိတ်ပေါ်လာတဲ့အခါကျတော့
ဇံကိုအချိန်ချင်းဝင်စားတာတို့ဘာတို့ဇံကဘယ်လောက်ထိရနိုင်တော့ဆိုစတုကဏီနဲ့ပြောမယ်ဆိုရင်တော့ရူပဝဆရဇံအားလုံးရတယ်လို့ပြောပထမဇံရမယ်ဒုတိယဇံတတိယဇံသုထဇံတစ်ဆင့်ချင်းဆက်လက်ပြီးအားထုတ်သွားရင်ဒီအာယုံပေါ်မှာပဲဇံဟာအစဉ်စဉ်တက်သွားလို့ရတယ်ဇံ၄မျိုးထိအောင်ရောက်သွားတယ်ဒီဇံအင်္ဂါတွေကိုရှော့ချပြီးတမာတိစွမ်းအားကိုမြင့်ပြီးတော့ဇံအင်္ဂါတွေကိုရှော့ချပြီးသွားတဲ့အခါမှာနောက်ဆုံးမှာဥပိ္ပခဒုက္ခလို့ခေါ်တယ်သုဒ္ဓဇံစင်ထိရောက်သွားတယ်ပရမဇံစင်မှာဝိဝေကစပိတိဒုက္ခကာမဂုဏ်အာယုန်တွေကကွင်းကော်လွတ်လပ်သွားခြင်းကြောင့်ရလာတဲ့ဒီနှစ်သက်ကျေနပ်မှုနဲ့ချမ်းသာမှုနဲ့နေတဲ့တမာရီမျိုးရတယ်ဒါပရမဇံဝိဝေကစပိတိဒုက္ခပိတိဆိုတာနှစ်ချိုက်ခြင်းဒုက္ခဆိုတာချမ်းသာခြင်းအဲ့ဒီနှစ်ချိုက်ခြင်းနဲ့ချမ်းသာခြင်းဟာဘာကြောင့်ဖြစ်တာတုံးဆိုនិဝရဏလို့ဆိုတဲ့လောဘအတွေ့တွေဒေါသအတွေ့တွေဌိနမိတ်တွေဩဒိစ္စကုက္ကုစတွေဝိသိကိစ္စတွေဒါတွေကင်းပြီးတော့စိတ်ဟာဖြူစင်သွားသည့်အတွက်ကြောင့်ဒီပိဋိနဲ့ဒုက္ခပေါ်လာတာပိဋိဒုက္ခထင်ရှားလာတဲ့တမာရိစွမ်းအားပထမဇန်လို့ခေါ်တာအဲ့ဒီမှာရှိနေတဲ့ဒီအာယုံပေါ်မှာကြံတွေးပြီးတော့တင်ပို့နေတဲ့ဝိတက်ရဲ့ဒီစဉ္ဉ္သုံးသက်နေတဲ့ဝိสารရဲ့ဒီနှစ်ခုကလှုပ်ရှားမှုဖြစ်လို့တမာရိကိုအထောက်အကူမပြုဘူးလို့အချိန်ချင်းဝင်စားတဲ့အခါမှာယောဂီပုဂ္ဂိုလ်ကဝိတက်နဲ့ဝိสารလို့ဆိုတဲ့ဒီဆိုင်ကနှမျိုးအတွက်မလို့ခြင်းဖဲခြင်းနဲ့ဖဲခြင်းလို့တမာတိစွမ်းအားကိုထပ်ပြီးတော့မြင့်လိုက်တဲ့အခါမှာအဲ့ဒီဝိတက်ဝိสารဆိုတဲ့အာယုံပေါ်တင်ပေးနေမှုစိတ်ကူးမှုဝိสารလို့ဆိုတဲ့ကြံစီနေမှုဒီနှစ်ခုဟာပျောက်သွားပြီးတော့ဘာဖြစ်လာတော့ဆိုတမာတိစပိတိဒုက္ခလို့ဆိုဒုတိယဇန်အဆင့်ရောက်သွားတမာတိအရှိန်ကောင်းလာသည့်အတွက်ကြောင့်တမာတိကြောင့်ဖြစ်ပေါ်လာတဲ့ပိတိနဲ့ဒုက္ခနဲ့ယက်တိလာတခါအဲ့ဒီထဲမှာပိတိဆိုတဲ့နှစ်ချိုက်မှုဟာတသိမ့်သိမ့်ဖြစ်လို့တမာတိကိုနှောက်ယှက်ပေးနေတယ်လို့သူထင်လာပြန်တဲ့အခါကျတော့အဲ့ဒီပိတိကိုမလိုချင်ဘူးမလိုချင်လို့ဒီတစ်ခါပိတိမဖြစ်အောင်ဆိုပြီးတော့တမာတိစွမ်းအားကိုမြင့်လိုက်တဲ့အခါကျတော့တတ္တိယဇံရလာတယ်အဲ့ဒါကိုနိပိတိကဒုက္ခလို့ခေါ်တယ်ပိတိမပါတဲ့ချမ်းသာပိတိမပါတဲ့ချမ်းသာဟာအမှန်တမ်းငြိမ်သက်တယ်ရေပြင်လေးဟာဒီလှုပ်ရှားမှုမရှိပဲမှန်သားလို့ငြိမ်ပြီးတော့ကြီးနေတဲ့ရေပြင်လေးလို့ဒုက္ခတက်တက်ပိတိပါလို့ရှိရင်လိုင်းကြက်လေးတွေထားနေတယ်လို့ဖြစ်တယ်အဲ့တော့ပိတိဆိုတဲ့လိုင်းကြက်ကလေးတွေမပါဘဲနဲ့မှန်သားပြင်လို့ကြည်လင်းနေတယ်ငြိမ်သက်နေတဲ့ရေပြင်လို့နိပိတိကဒုက္ခဆိုတာဒုက္ခသာအဲ့ဒါကိုတတ္တယဇံလို့ခေါ်တယ်အဲ့လိုချိန်ဝင်စားမှများတဲ့အခါကျဒီချမ်းသာတာကြီးထင်ရှားနေတာကစိတ်ရဲ့အနှောင့်အယှက်ကြီးတစ်ခုဖြစ်တယ်လို့ဒီချမ်းသာတာကိုပဲသူလက်လျူရှုခြင်းလာတယ်ဝတ္တဟင်းစားပါများတော့ဤလာတယ်လို့ပဲနေမှာပေါ့နော်တခုထပ်လုံးလာတော့မလိုချင်တဲ့စိတ်ပေါ်လာတယ်ဟုတ်တယ်စိတ်ဆိုတာလည်းအမတန်မှထူးဆန်းတယ်နော်ကောင်းပြီဆိုတာတွေနေ့စဉ်လုံးနေလို့ရှင်အဲ့ဒါကညင်းငွေ့စရာဖြစ်လာပြန်တယ်လူစိတ်ကတော်တော်ဆန်းသူလည်းအဲ့ဒါဒီဒုက္ခညင်းငွေ့စရာဖြစ်လာတော့ဒုက္ခကိုမလိုချင်တော့ဘူးဆိုပြီးတမာတိစွမ်းအားကိုစွမ်းကိုမြင့်လိုက်တဲ့အခါကျတော့ဥပိ္ပခဒုက္ခလို့ခေါ်တယ်ဥပိ္ပခပေါ့ဒုက္ခနေရာမှာဥပိ္ပခဝင်လာတဲ့တမာရီစွမ်းအားနဲ့နေတာဒါသရုပ်ထဇာလို့ခေါ်တယ်အဲ့ဒီလိုအစဉ်စဉ်ဒီအာနာပါနကိုခြေခံတဲ့နိမိတ်ကနေပြီးတော့အာနာပါနအာယုန်နိမိတ်ကနေပြီးတော့အခုလိုဇန်၄မျိုးကိုရသွားအဲ့တော့ရတဲ့အခါမှာလဲယောဂီပုဂ္ဂိုလ်ကပထမဇန်ရတာနဲ့ဒုတိယဇန်တက်မယ်ဒုတိယဇန်ရတာနဲ့တတိယဇန်တက်မယ်ဆိုရင်စာမကြေတယ်လို့ဖြစ်နိုင်တယ်စာမကြေလို့ရှိရင်နောက်ကတွေမေ့ပြီးကုန်ပြောက်ကုန်မှာရသော်ဘုရားတော့ဥပမာပေးတယ်တောင်ပေါ်မှာကျက်စွားတဲ့နွားဟာအမှန်တန်ကျွမ်းကျင်ရတယ်တဲ့တောင်ပေါ်တက်တဲ့အခါမှာတဲ့ဒီရှ
ရှေ့ကိုလှမ်းနေတယ်ဆိုလို့ရှိရင်တော့နောက်ခြေမြဲမှရှေ့ကိုလှမ်းအောင်နောက်ခြေမမြဲပဲနဲ့ရှေ့ကိုခြေတော့ကိုကြွလိုက်လို့ရှိရင်တော့လမ်းကျသွားမှာပဲတောင်းရအဲ့ဒါလိုပဲအောက်ဆံအခြေခိုင်မှအထက်ဆံတက်ရမယ်ဒီလိုပြောတာအောက်ဆံနေအခြေခိုင်မှထက်ဆံတွေကိုရွှေ့ရအခြေမခိုင်သေးပဲနဲ့ထက်ဆံကိုရွှေ့လိုက်ရင်အောက်ဆံလည်းပြောက်ထက်ဆံလည်းမရောက်နော်အောက်ဆံကလည်းပျောက်ထွက်သွားရောပြန်လုံးလို့မရဘူးအထက်ဆံလည်းရောက်မရောက်တော့ဒီလိုဖြစ်တတ်တယ်တဲ့အဲဒါကြောင့်မလို့လိမ္မာကျွမ်းကျင်မှုဟာအမတန်မှအရေးကြီးတယ်ဒီနေရာမှာဇံရတဲ့အတိုင်းအတာလေးတစ်ခုကိုမြတ်စွာဘုရားပတ္တမယံကာယသင်္ခါရံဆိုတာလေးနဲ့ပြတာစတုထဇံကြတော့ဒီပတ္တမယံကာယသင်္ခါရဆိုတဲ့ဒီကရဇကာယကိုကရဇကာယနဲ့ဆက်ဆက်နေတဲ့ဒီထွက်လေဝင်လေလေးဟာစတုထဇံရောက်တာနဲ့တပြိုင်နက်လုံးဝချုပ်သွားတယ်အခုခေတ်ဆရာဝန်တွေကတော့လုံးဝချုပ်သွားရင်သေလိမ့်မယ်လို့ဒီလိုထင်တယ်နော်စတုထဇံဝင်စားနေတဲ့ပုဂ္ဂိုလ်ကထွက်လေဝင်လေမရှိဘဲနဲ့မသေးဘူးထွက်လေဝင်လေမရှိဘဲနဲ့သူတို့ကတော့ထင်ကောင်းထင်လိမ့်မယ်ဒီသွေးကိုဘယ်သူကတန့်စင်ပေးနေတယ်လဲလို့တွေးကျင်တွေးမှာပေါ့လေဆရာဝန်သူသင်ထားတဲ့ပညာနဲ့တွေးမှာပေါ့သို့တော်သဘာဝတရားကိုကြည့်မယ်ဆိုရင်သူ့စိတ်ဟာလွန်တန်ရှင်းစင်ကြယ်နေသည့်အတွက်ကြောင့်လေတန်းတဲ့ကရိယာလုံးဝမလိုတော့ဘူးသဘာဝကိုတန်ရှင်းစင်ကြယ်နေပြီလို့ဒီလိုယူဆလို့ရစိတ်မှာအညစ်အကြေးမရှိတော့ကိုယ်ကာယမှာလည်းပဲအညစ်အကြေးတွေကနည်းသွားမရှိတော့အင်မတန်မှတန်ရှင်းစင်ကြယ်နေတော့သဘာဝရဲ့တန့်ပြန့်နေတဲ့လေမှာတန်ရှင်းအောင်လုပ်เสียမလိုတော့ဘူးပေါ့ငကိုယ်တွေက purity pure ဖြစ်နေလို့ရှိရင် purify လုပ်เสียမလိုဘူးအဲ့ဒီအတိတ်ပဲမျိုးနဲ့အသက်ရှင်တယ်အဲ့တော့ဒီမြတ်စွာဘုရားရဲ့အဆုံးအမတော်မှာသေတယ်လို့သတ်မှတ်ရတာဟာအချက်၃ချက်နဲ့သတ်မှတ်တယ်အဲ့ဒီအချက်၃ချက်မှာအရေးကြီးဆုံးအချက်ကဒီအာယုဥတ္တမသဝိညာဏယထာကာယံသဟန္တိမှာအပဝေဒောတထာသေတိနိတထံဝကလေအာယုတဲ့ရုပ်စီဝိတိန်တရေဥတ္တမကမ္မစတေဇောအငွေဝိညာဏအသိစိတ်အဲ့ဒီမှာအရေးကြီးဆုံးကဘာလဲလို့ဆိုရင်ရုပ်စီဝိတာအရေးကြီးဆုံးရုပ်ရဲ့အသက်ဟာအရေးကြီးဆုံးရုပ်အသက်ရှိနေလို့ရှိရင်ဝိညာဏဆိုတာအသိစိတ်ချုပ်နေစေပေမဲ့မသေးဘူးလို့ဆိုလို့နော်မသေးဘူးတဲ့ဒါမို့និရောဓသမဘာဝင်စားနေတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဘာဖြစ်တယ်ဆိုဥတ္တမရှိတယ်ဇီဝိတရှိတယ်ဝိညာဏချုပ်နေပြီဒီတစ်ခုချုပ်နေတယ်အဲ့တော့လှုပ်ရှားမှုတွေမရှိတော့ဘူးနှလုံးမခုန်ဘူးအသက်မရှိဘူးသို့တော့သေလားဆိုမသေဘူးကိုယ်ငွေ့စမ်းကြည့်အငွေ့ရှိတယ်နောက်ဇီဝိတဆိုတဲ့ရုပ်ကိုထိန်းတဲ့ရုပ်ဇီဝိတဆိုတဲ့အသက်ရှိတယ်အဲ့ဒါနှစ်ခုကတော့အပြန်အလှန်ထိန်းညှိနေတယ်ရုပ်ဇီဝိတရှိနေတယ်ဗျာကိုယ်ငွေ့ဆိုတာရှိနေတယ်ကိုယ်ငွေ့ရဘယ်နေရာမှာထိအောင်ရှိနိုင်တော့ဆိုနှလုံးသားလေးမှာသွားပြီးတော့ကိုယ်ငွေ့လေးပြင်မဲ့ကအေးချင်အေးနေပဲစေနော်နှလုံးသားနေရာမှာကိုယ်ငွေ့လေးရှိနေသေးတယ်အဲ့တော့တနေရာမှာဒီကိုယ်ငွေ့လေးရှိနေသေးတယ်ရုပ်ဇီဝိတလည်းမချုပ်သေးဘူးဒီနှစ်ခုရှိနေလို့ရှိရင်ပြန်သက်ရှင်တချို့ကအဲ့ဒီនិရောဓသမဘာဝင်စားတာမဖြစ်နိုင်ဘူးလို့စိတ်ပညာသမားတွေကတော့ဒီလိုပြောတယ်လို့ရှိတယ်ပေါ့နော်ပြောကြတယ်ဒါတွေကလက်လန်းမမီတဲ့ကိစ္စတွေပေါ့နော်လက်လန်းမမီတဲ့ကိစ္စအဲ့တော့အဲ့ဒီမှာတကယ်ကတော့မြတ်စွာဘုရားလည်းအကျဉ်းချင်းစိတ်စေတသိက်စေတစာယုတ်တွေချုပ်တဲ့និရောဓသမဘာကိုဝင်စားတယ်ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ရှင်မဂ္ဂတဗတို့ဆိုတာလေခဏတခါဝင်စားရင်တစ်ပတ်ကြာတယ်ဒီလိုဝင်စားပြီးတော့နေကြတာဆိုအသိစိတ်တွေလုံးဝချုပ်သွားတယ်အသက်မရှိဘူးနော်ကမ္မဇာယုတ်တွေကရှိနေတယ်အဲ့ဒါလို့နေနိုင်တာဆိုတာဒီ beyond medical knowledge ပဲဒါတော့
နော်စိတ်ပညာရဲ့အလှမ်းမမိနိုင်တဲ့အဆင့်ပေါ့တမာရီစွမ်းအားနဲ့သွားတဲ့အဆင့်တွေပေါ့ဒါတွေကနော်အဲ့လိုပြောရမှာပဲအဲ့တော့ဒီထွက်လေဝင်လေဆိုတာဟာသရုဒ္ဓဇာအဆင့်ရောက်ရင်ချုပ်သွားတယ်သို့တော့ထွက်လေဝင်လေမရှိလို့လူသေးလားလို့ဆိုမသေးဘူးဒီလိုဆိုလိုတာပေါ့နော်အဲ့တော့အဲ့ဒီအဆင့်လေးတွေကိုဒီမှာအသေးစိတ်မြတ်စွာဘုရားမဟောဘူးဒီမဲ့ပတ္တံပယံကာယသင်္ခါရံဆိုတာထဲမှာပြောလိုက်တယ်ကာယသင်္ခါရဆိုတာဘာလဲထွက်လေဝင်လေပဲအဲ့ဒီထွက်လေဝင်လေဟာပတ္တံပယငြိမ့်သွားတယ်တဖြည်းဖြည်းတိမ်မွေးပြီးနောက်ဆုံးချုပ်သွားသည့်အထိဆိုသရုဒ္ဓဇံရောက်သွားပြီပေါ့ဟောဇံရသွားတယ်ဆိုတဲ့အဓိပ္ပာယ်ပြောတာနောက်အဲ့ဒီမှာမနေ့ကစကလုံးလေးတစ်လုံးကို correction လုပ်ဖို့လို့လေတေထာပိဘိက္ခွေဓက္ခောဗမကာရောဆိုတာမနေ့ကအမှတ်တမဲ့ပြောလိုက်တယ်ဖားဖို့ဆွဲတဲ့နော်အဲ့ဒါကိုပြန်ပြီးတော့မှတ်ဖို့ပံပုတ်ပုတ္တမပုတ်เสียပံပုတ်เสียပံပုတ္တမဒီပုတ်လုံးလေးတွေကိုဒီဆက်နဲ့ဆွဲပြီးတော့ပုံဖော်တဲ့ဆရာနော်ပုတ္တမပံပုတ္တမလို့အဲ့လိုမှဗမကာရအဲ့ဒါလေးပြင်မှတ်ပြီးတော့ဒီဥပမာနဲ့ဥပမေယကဒါလုံးဝထပ်တူပဲနော်လုံးဝထပ်တူပဲအဲ့ဒီတိုင်းပဲသူကအရေးကြီးဆုံးကတော့အာနာပါနမှာအချီအတူသိဖို့ရအဓိကပဲနောက်ပိုင်းကအသည့်တွေတိုးလာတာကိုပြောတာတမင်လုံးရတာတွေတော့ဝီရိယတွေပါလာတာပေါ့လေသိရင်နဲ့အဲ့ဒီမှာအတိုးရှိသိတာဒါအသိဉာဏ်စဝင်လာတဲ့သဘောပြောတာအဲ့ဒီကနေပြီးတော့တမာရီစွမ်းအားကြောင့်ထွက်လေဝင်လေတွေဟာတိမ်မွေးတဲ့တိမ်မွေးသွားပြီးတော့နောက်ဆုံးချုပ်ငိမ့်သွားတဲ့အဆင့်ထိအောင်ရောက်သွားတယ်ဒါသမထကျင့်စဉ်တစ်ခုဟာဒီရောက်သွားတယ်လို့ပြောတာနော်အဲ့ဒီကနေပြီးတော့စာမျက်နှာ၄မိနစ်အပိဓာတ်ကိုသွားဣတိဣဇတံဝါကာယေကာယ ानु ပတ္တိဝိဟရတိတချောင်းပိုက်ဗဟိတဝါကာယေကာယ ानु ပတ္တိဝိဟရတိတချောင်းပိုက်ဣဇတဗဟိတဝါကာယေကာယ ानु ပတ္တိဝိဟရတိခုနကပတ္တမယံကာယသင်္ခါရံဆိုတဲ့အဆင့်မှာဇာရသွားပြီအဲ့တော့ဇာရသွားပြီဆိုဒီကြတော့ဝိပဿနာကူးတဲ့အဓိပ္ပာယ်ကိုပြောတာနော်ဂျာမနီတုန်းကဒါကိုသင်တဲ့အခါမှာဘုန်းကြီးတို့လည်းဒီထွက်လေဝင်လေဟာကိုယ်ထွက်လေဝင်လေမဟုတ်ဘဲနဲ့သူများထွက်လေဝင်လေကြည့်ပြီးတော့အထုတ်တယ်ဆိုတာကိုသဘောမပေါက်ခဲ့ဘူးသဘောမပေါက်လို့တမျိုးတွေးပြီးတော့မဟာသရိပ္ပဏတော့အနှစ်ချုပ်မှာဒီလိုရောမဖြစ်နိုင်ဘူးလားဆိုပြီးတော့ဟောထားတာရှိတယ်အခုတော့သဘောပေါက်လာတယ်ဒီမြတ်စွာဘုရားဟောတဲ့အတိုင်းဒါမှမဟုတ်စားဆိုတာသဘောပေါက်ခဲတယ်နော်ကိုယ်နာလေးပဲကန့်နေတာပဲမြင်နေမှမြင်တယ်အခုကျတော့ဘလို့သဘောပေါက်လာတော့ဆိုအရင်တော့အဲ့ဒီဂျာမနီသွားတင်တော့လေသူတို့ကလည်းဣဇဒဗဟိတခွဲပုံလေးကိုသူတို့လည်းသဘောမပေါက်ဘူးဘာလို့လဲဆိုတော့ကမ္မထာထုတ်တာသူများရှူနေတဲ့လေးကိုအထောက်အမှလာပေါ့ဒီလိုသွားပြီးတွေးတာဟုတ်ထွက်လေဝင်လေဆိုတော့ကိုယ်ထွက်လေဝင်လေပဲအထောက်အမှသူများရှူတာကိုသွားထိုင်ကြည့်ပြီးအထောက်အမှလာဒီလိုလေးပဲမျိုးဖြစ်နေတယ်ပေါ့နော်ဒါလေးကိုဖတ်ကြည့်အောင်ဣတိဣဇတံဝါကာယေကာယ ानु ပတ္တိဝိဟရတိဗဟိတဝါကာယေကာယ ानु ပတ္တိဝိဟရတိဣဇတဗဟိတဝါကာယေကာယ ानु ပတ္တိဝိဟရတိအခုလို့သမထကျင့်စဉ်ပြီးသွားတဲ့အခါမှာဝိပဿနာရှုတဲ့အနေနဲ့သွားပြီဆိုတဲ့အခါကျတော့ဣတိဤသို့လင်ဣဇတံဝါကာယေမိမိကာယလို့ဆိုတဲ့အတ္တတပတ္တတကိုယ့်ရဲ့အတ္တတပတ္တတထွက်လေဝင်လေနော်ဣဇတကာယလို့ဆိုတာကိုယ့်ရဲ့ထွက်လေဝင်လေမိမိအတ္တတပတ္တတကာယ၌
ကာယ ानु ပတ္တိကာယဟုဖမှန်ရှုသည်ဖြစ်၍ဝိရတိနေ၏ဗဟိတဝါကာယေအပြင်ပသူတစ်ပါးဤအတ္တတပတ္တတကာယ၌သူတစ်ပါးရဲ့ထွက်လေဝင်လေဆိုတဲ့ကာယ၌ကာယ ानु ပတ္တိကာယဟုရှုလေရှိသည်ဖြစ်၍ဝိရတိနေ၏ကာယလို့ရှုပြီးနေတယ်အစ္ဆဒဗဟိတဝါကာယေမိမိကာယသူတစ်ပါးကာယမိမိရဲ့ထွက်လေဝင်လေဆိုတဲ့ကာယသူတစ်ပါးရဲ့ထွက်လေဝင်လေဆိုတဲ့ကာယမှာကာယ ानु ပတ္တိကာယဟုဖမှန်ရှုသည်ဖြစ်၍ဝိရတိနေ၏ဒါကဝိပဿနာလမ်းကြောင်းနဲ့သွားပြီဝိပဿနာတက်လိုက်လို့ရှိရင်ကြည့်လေဝိပဿနာသွားတဲ့အခါမှာသမထနာဉာဏ်အဆင့်ရောက်ပြီဆိုလို့ရှိရင်အတ္တနာဂတပစ္စုပ္ပန္နအစ္ဆတံဝါဗေဒံဝါနော်ဩလာရိကံဝါဒုက္ခမံဝါဟိနံဝါပဏိတံဝါယန္တုရေတန္တိကေဝါ7ခုနဲ့သွားတာပဲလေအဲ့တော့ရှုရဲဆိုတာဒါဝိပဿနာနဲ့ရှုတဲ့ဟာကိုပြောတာဝိပဿနာကျတော့ခုနထွက်လေဝင်လေလေးကိုအာယုစိုက်ပြီးတမာရီထူထောင်တာမဟုတ်ဘူးကိုယ့်ရဲ့အတ္တတပတ္တတကာယဟာလေကာယကိုလည်းကာယလို့ရှုတယ်သူတစ်ပါးရဲ့အတ္တတပတ္တတကာယကိုလည်းကာယလို့ရှုတယ်ကိုယ်တဏ္ဍာမှာဖြစ်တဲ့ယုံနံကိုလည်းယုံနံငါမဟုတ်ဘူးသူတစ်ပါးတဏ္ဍာမှာဖြစ်တဲ့ယုံနံကိုလည်းယုတ်နံပဲငါမဟုတ်ဘူးလို့ဒီလိုမြတ်စွာဘုရားကခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးဒီအနတ္တလက္ခဏာသုံးပါဒီတိုင်းပဲဟောထားတာအဲ့တော့ဒီနေရာမှာသမထနာဉာဏ်အဆင့်လို့ပြောလို့ရတယ်အထက်ကရာကဘာပြောထားတယ်လို့ဆိုဒီအစ္ဆတံဝါဗဟိတံဝါဆိုတာဟာတဲ့ဘာကိုဆိုလိုတာတော့ဆိုဒီကမ္မထံကိုကြည်ကြည်ညက်ညက်လေ့လာဖို့ကျင့်ကြံကြိုးကုပ်နေတဲ့အချိန်ကိုဆိုလိုတယ်ဆိုတော့ဒါဝိပဿနာကျင့်စဉ်တစ်ခုကိုကူးတာကူးတဲ့အခါမှာဒီနေရာမှာဒီကွက်လက်လေးကြံနေတယ်ပေါ့ဝိပဿနာကူးတယ်ဆိုတဲ့အခါမှာဒိဋ္ဌိဝိတ္တုဖြစ်အောင်ညာတပရိညာဘဲမှာတဘာဝလက္ခဏာကိုအရင်ကြည့်တယ်တဘာဝလက္ခဏာကြည့်ပြီးတော့မှတဘာဝလက္ခဏာကြည့်တယ်ဆိုတဲ့အထက်မှာအကြောင်းတရားကိုရှုတာရှိတယ်တဘာဝတရားကိုရှုတာရှိတယ်ဆိုလိုတာနာမရူပပရိစ္ဆေရရဲ့ပစ္စယပရိက္ခာရဲ့ဒီနှစ်ခုညာနှစ်ခုသွားပြီးပြီဆိုတော့မှသမထနာညာကိုသွားတာအဲ့တော့ဒီကွက်ကလေးမှာအခုပြောလိုက်တာကသမထနာညာရောပါရောအကုန်လုံးခြုံငုံပြီးတော့ပြောလိုက်တဲ့သဘောဟုတ်ပြီအတ္တတပတ္တတနမိတ်ပေါ်မှာဇံရလာပြီဆိုတဲ့အခါမှာဝိပဿနာကူးပြီဆိုတော့ဘယ်လိုကူးလဲလို့ဆိုအဲ့ဒီဇံကထတယ်ဆိုတာဇံအာယုံကနေနောက်ဆုတ်လိုက်တာဆက်လက်ပြီးတော့ဇံအာယုံကိုယူမနေတော့ဘူးဇံအာယုံကနေပြီးတော့အာယုံပြောင်းတော့ပြောင်းအဲ့ဒီလိုအာယုံပြောင်းတဲ့အခါမှာဘယ်ကိုအာယုံပြောင်းနိုင်တယ်လို့ဆိုတော့နှမျိုးရှိတယ်သူကထွက်လေဝင်လေကိုပဲပြန်ရှုတာတစ်ခုဇန်စိတ်တွေထဲမှာပါတဲ့သဘာဝတရားနံတရားတွေကိုရှုတာတစ်ခုလို့ဟောဒီလိုနှစ်ခုသွားထွက်လေဝင်လေကိုရှုတယ်ဆိုတာဒီနေရာမှာဒီထွက်လေဝင်လေဆိုတဲ့အာနာပါနပညတ်ကိုရှုတာမဟုတ်တော့ဘူးဒီကြတော့ဝါယောကိုရှုတဲ့သဘောဖြစ်သွားလှုပ်ရှားမှုဝါယောလေးကိုပြန်ကြည့်တယ်ထွက်လေဝင်လေလေးဟာလှုပ်ရှားတယ်တွန်းကန်တယ်ဆိုတော့ဒါဘယ်သူရဲ့သဘာဝတော့ဆိုဝါယောရဲ့သဘာဝပဲဝါယောထက်ရဲ့သဘာဝလက္ခဏာကိုသူရှုတာပဲဒုဆိုလိုတာနော်ဝါယောထက်ရဲ့သဘာဝကိုကြည့်တာအဲ့ဒီအတ္တတပတ္တတဆိုတဲ့ဒီထွက်လေဝင်လေကိုပဲပြန်ပြီးတော့ရှုလိုက်တယ်အဲ့လိုရှုလိုက်တဲ့အခါမှာသူကဆင်ငယ်သိသွားဝိပဿနာရှုတဲ့အခါမှာဆင်ငယ်သိသွားအတ္တတပတ္တတကိုမှတ်ယူလိုက်တဲ့အခါမှာရှုတယ်ဆိုတာအတ္တတပတ္တတကိုအာယုံစိုက်လိုက်တာဥလှဲ့လိုက်တာထွက်လေဝင်လေဘက်ကိုဥလှဲ့လိုက်တာ
ခုနကဇာယနေတာကအတ္တတပတ္တနမိတ်ပေါ်မှာနေတာအဲ့ဒီနမိတ်ကိုဖယ်ခွာလိုက်ပြီးတော့ဒီဇံကထားလိုက်ပြီးဘယ်သွားတော့ဆိုထွက်လေဝင်လေဆိုတာကိုပဲသွားပြီးတော့မှတ်ယူလိုက်တာပေါ့အဲ့ဒီမှတ်ယူလိုက်တဲ့အခါကျတော့ဒီထွက်လေဝင်လေလေးဟာဘယ်ပေါ်မှာရှိနေတာလဲဆိုတော့ကရဇကာယဆိုတဲ့ရုပ်ပေါ်မှာရှိနေတာပဲဒါသူကတဆင်ချင်းမြင်လာဖို့မပြောတာအတ္တတပတ္တဒီကရဇကာယပေါ်မှာရှိနေတယ်ကရဇကာယဆိုတာဘာလို့ဆိုတော့မဟာဘုတ်၄ပါးပဲထွက်လေဝင်လေလေးဟာဒီဝါယောဓာတ်ဟာမဟာဘုတ်၄ပါးကိုမှီနေတယ်ဟုတ်တယ်မဟာဘုတ်ကလည်းမဟာဘုတ်ကိုမှီတာလေစတ္တရောမဟာဗုဒ္ဓအညမေညာနေတယပစ္စေနပစ္စယောမဟာဘုတ်၄ပါးဟာခွဲမရဘူးလို့ဆိုတဲ့မဟာဘုတ်၄ပါးဟာတစ်ခုနဲ့တစ်ခုအမိပြုနေကြတာလေတစ်ခုနဲ့တစ်ခုအမိပြုနေကြတာစတ္တရောမဟာဗုဒ္ဓအညမေညာနေတယပစ္စေနပစ္စယောပဋ္ဌာန်းတော့ပဋ္ဌာန်းရွတ်နေလို့ရှိရင်အဲ့ဒါကိုစဉ်းစားနော်ရရွတ်လေးကြီးဖြစ်မနေစေအတိပ္ပယ်ကမဟာဘုတ်၄ပါးမှာရှိတဲ့ဒီဝါယောဆိုတာလေကျန်တဲ့မဟာဘုတ်တွေနဲ့ရှင်တွဲပြီးတော့မှီးနေတာသူကအဲ့ဒါလိုမှီးနေတာကိုဆိုလို့တယ်အဲ့တော့အာနာပါနအတ္တတပတ္တဆိုတဲ့ထွက်လေဝင်လေလေးကိုဝိပဿနာအမြင်နဲ့ကြည့်လိုက်တဲ့အခါမှာသူ့ကိုဖမ်းကင်လိုက်တယ်ဉာဏ်နဲ့ရယူလိုက်တယ်မှတ်ယူလိုက်တယ်ပရိက္ခလို့ခေါ်တာပေါ့မှတ်ယူလိုက်တယ်မှတ်ယူလိုက်တဲ့အခါသူကဘယ်မှာရှိတာတုံးဆိုတော့မဟာဘုတ်၄ပါးမှာရှိနေတာပဲမဟာဘုတ်၄ပါးကိုမှမှီးနေတာပဲလို့ဆိုတာသိတော့အဲ့တော့မဟာဘုတ်၄ပါးကိုသိလိုက်တာနဲ့တပြိုင်နက်မဟာဘုတ်၄ပါးနဲ့အတူတကွဖြစ်နေတဲ့မဟာဘုတ်၄ပါးကိုမှီဖြစ်နေတဲ့တခြားဥပါဒယုတ်တွေရောဆင်ငယ်တခါလည်းမြင်သွားအဲ့လိုမြင်သွားတာနဲ့ယုတ်ကိုမှတ်ယူပြီးသားဖြစ်သွားတယ်အဲ့တော့ဒီထဲမှာတရဝါဆိုတာမရှိဘူးငါဆိုတာမရှိဘူးငါဟာဆိုတာမရှိဘူးလေတတ်တတ်နဲ့ထိုလေရဲ့မိယာမဟာဘုတ်၄ပါးသူနဲ့တွဲဖက်ပြီးတော့တည်ရှိနေတဲ့ဥပါဒယုတ်တွေကြီးပဲတရဝါဆိုတာပျောက်သွားတယ်ဒါပဲမြင်တော့တယ်ဒါဝိပဿနာဉာဏ်နဲ့ဒါမြင်အဲ့ဒီလိုနာနဲ့ယုတ်အဲ့ဒီမဟာဘုတ်ကိုမှီပြီးတော့ဖြစ်တော့အသိစိတ်တွေကလည်းအဲ့ဒီဟာကိုအာယုံပြုတ်ပြီးတော့ဖြစ်နေတဲ့မှတ်ယူနေတဲ့စိတ်တွေကနန္တရားနော်အတ္တတပတ္တတနဲ့ဒီအတ္တတပတ္တတရဲ့မိယာမဟာဘုတ်၄ပါးကအစဥပါဒယုတ်တွေရောအကုန်လုံးသိပြီးတော့နေအဲ့ဒီအာယုံတွေကယုတ်တရားအဲ့ဒီအာယုံယုတ်တရားတွေကိုသိနေတာကနန္တရားဆိုဟောယုတ်နဲ့နန္နဲ့သိတော့ကွဲသွားပြီသူကဒီလိုဆိုလိုတာယုတ်နဲ့နန္နဲ့ကွဲသွားအဲ့ဒီယုတ်နဲ့နတ်နဲ့ကွဲသွားပြီဆိုတဲ့အခါမှာအဲ့ဒီယုတ်ရဲ့အကြောင်းတရားတွေကဘာကြောင့်ဖြစ်နေတာတော့ဆိုပြီးတော့ဆက်ပြီးစဉ်းစားဆင်ခြင်တဲ့အခါမှာဘုဒ္ဓရရှိရင်ရှိသလောက်ပေါ့နော်ဆက်ပြီးတော့ဆင်ခြင်တဲ့အခါမှာအကြောင်းတရားတွေကိုသိရှိလာတယ်ပစ္စယပရိက္ခညာအဲ့ဒါလို့သိလာပြီဆိုတဲ့အခါကျတော့မှအခုသမထဉာဏ်ဖြစ်ပုံကိုပြောတာအစ္ဆတံဝါကာယေကာယ ानु ပတိဝေရတိဗေဒဝါကာယေကာကိုယ်တဏ္ဍမှာဖြစ်တဲ့ဒီထွက်လေဝင်လေဆိုတဲ့ယောကာယနာမကာယဒါတွေအတူတူပါလားဆိုတာကိုအစ္ဆဒတလဲဗဟိတတလဲနော်ဒီလိုရှုသွားပုံကိုနောက်ကအစ္ဆဒဗဟိတဝါကာယေကာ ानु ပတိဝေရတိအစ္ဆဒကြီးရှုခြင်းရှုမယ်ဗဟိတကြီးရှုခြင်းရှုမယ်အစ္ဆဒတလဲဗဟိတတလဲရှုခြင်းရှုမယ်ဒီထွက်လေဝင်လေလေးမှတ်တာကိုပြောတာမဟုတ်ဘူးနော်ဝိပဿနာဉာဏ်ကူးသွားပြီဆိုလို့ရှိရင်ဒီယုတ်တရားနံတရားတွေဒီထွက်လေဝင်လေတွေဟာဘု து တဏ္ဍာမှာဖြစ်တဲ့အတ္တတပတ္တတပဲဖြစ်ဖြစ်ဘု து တဏ္ဍာမှာဖြစ်တဲ့ဝါယောဓာတ်ပဲဖြစ်ဖြစ်ဒီတိုင်းပဲလို့ဆိုတာကိုမကြံကျွင်းအောင်ရှုတဲ့သဘောကိုပြောသမထနာဉာဏ်ကိုကြည့်လေသမထနာဉာဏ်ဆိုတာအတိတ်နာကပစ္စုပန်ယုတ်တွေကိုလည်းရှုတယ်သမထနာဉာဏ်ဆိုတာရှုတာမှအကျယ်ကြီးရှုတယ်မွေးတဲ့သေတဲ့ကြားထဲမှာလည်းပဲရှုသွားတာ10နှစ်ခွဲပြီးရှုသွားတာတွေလည်းရှိတယ်သူကရှုပုံရှုနည်းတွေရူပတတ္တကတို့အရူပတတ္တကတို့ ਨੇ ဒါတွေကိုရည်ညွှန်းပြီးတော့ပြောတာလို့ဒါသမထနာဉာဏ်ဖြစ်ပုံကိုပြောတာဖြစ်တော့ကြောင့်ခုနထွက်လေဝင်လေကသူများထွက်လေဝင်လေသွားကြည့်ရမှာလားဆိုမဟုတ်ဘူးအဲ့လိုပြောတာမဟုတ်ဘူး
ကိုယ်တဏ္ဍာမှာရှိတဲ့ယုံနာလို့ပဲသူများတဏ္ဍာမှာရှိတဲ့ယုံနာလည်းပဲဒီတိုင်းပဲဒီလိုရှုတာအတိတ်တုန်းကယုံနာလည်းဒီတိုင်းပဲအနာဂတ်ယုံနာလည်းဒီတိုင်းပဲဒီမှာအတိတ်နာကပစ္စုပန်ဒီမပြောတော့ပဲနဲ့အစ္ဆဒဗေဒလောက်တင်မြတ်စွာဘုရားဟောလိုက်တာကျန်တာတွေကပါတော့ဆိုအနစတုပေါ့မြတ်စွာဘုရားဒီမဟာသရိပ္ပဏတုံဟောတာအနတ္တလက္ခဏာတုံဟောပြီးမှဟောတာပဲလေတော့သာသနာမှာအနတ္တလက္ခဏာတုံကထင်ရှားပြီးသားပဲဒီထက်လွတ်တာမရှိဘူးဒါကြောင့်မလို့ဣတိအစ္ဆတံဝါကာယေကာယ ानु ပတိဝဟရတိဆိုတာဒီလိုနားလည်ရမယ်အရင်တော့ကတော့ဒီလိုနားမလည်ခဲ့ဘူးဘယ်နဲ့အာနာပါနအထုတ်တာသူများရှူနေတဲ့လေကိုကိုယ်ကသွားကြည့်ရမှာလားလို့စိတ်ထဲမှာဒီလိုထင်နေပေါ့နော်အဲ့တော့ဒါကဝိပဿနာကူးသွားလို့သူ့ရဲ့အာနာပါနပဲဖြစ်စေကိုယ့်ရဲ့သူ့ရဲ့ထွက်သက်ဝင်သက်ပဲဖြစ်စေကိုယ့်ရဲ့ထွက်သက်ဝင်သက်ပဲဖြစ်စေကာယဟာကာယငါမဟုတ်ဘူးသူတော်ဘာမဟုတ်ဘူးငါဟာမဟုတ်ဘူးသူတော်ဟာမဟုတ်ဘူးလို့ဆိုစတုကောတိကသုံးညတာစာငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးသူလည်းမဟုတ်ဘူးသူဟာလည်းမဟုတ်ဘူးဒီလိုဆိုလိုတာနော်တော့ကြာငါမဟုတ်ရင်သူဖြစ်ခြင်းဖြစ်နေမှာကိုငါဟာမဟုတ်ရင်လည်းသူဟာဖြစ်ခြင်းဖြစ်နေမှာကိုလောကလူတွေကတွေးလို့ရှိရင်ငါမဟုတ်ရင်ဘယ်သူတော့သူပေါ့နော်ငါဟာမဟုတ်ဘူးဆိုရင်သူဟာဖြစ်နေဒီထက်လွတ်မှမလွတ်တာအဲ့ဒီမှာ၄ချက်စလုံးကိုညင်းလိုက်တာငါလည်းမဟုတ်သူလည်းမဟုတ်ငါဟာလည်းမဟုတ်သူဟာလည်းမဟုတ်ဘယ်သူဟာမှမဟုတ်ဒီလိုဆိုလိုတာပေါ့နော်သုံးညဖြစ်သွားတာပြောတာအဲ့ဒါကိုဝိသုဒ္ဓိမေမှာလည်းပဲဒီသင်္ခါရုပ္ပခညာမှာဆိုပြောတာရှိတယ်လေနာဟံနမမနာဟံဆိုငါလည်းမဟုတ်ဘူးနမမငါဟာလည်းမဟုတ်ဘူးနပရောသူတော်ဘာလည်းမဟုတ်ဘူးနပရတသူဟာလည်းမဟုတ်ဘူးဆိုတာဒီလိုညင်းတာ negative full negative နဲ့အကုန်ညင်းထားတာ reject လုပ်ထားတာအကုန်လုံးဒါဝိပဿနာအမြင်ပဲရုပ်နဲ့တသက်လို့မြင်တဲ့အမြင်ကိုဆိုလိုတယ်အဲ့ဒါကြောင့်မို့ဣတိအစ္ဆတံဝါကာယေကာယ ानु ပတိဝဟရတိလို့ဆိုတာဟောဝိပဿနာရှုတဲ့ဟာကိုဆိုလိုတယ်တော့ကြည့်ပြီအဲ့တော့အစ္ဆဒဗေဒသမထနာဉာဏ်ကစပြီးတော့ဉာဏ်နဲ့ရင့်ကျက်လာပုံကိုဒီမှာပြောတာအစ္ဆဒရှုလိုက်ဗေဒရှုလိုက်အစ္ဆဒဗေဒဝါကာယေကနှစ်ခုတွဲပြီးတော့ရှုလို့မရဘူးအာယောတစ်ခုပဲနော်ကဲလို့ရှုလိုက်တဲ့အခါကျတော့နောက်တစ်ပုဒ်ကိုကြည့်ဒါရှင်းပြီနောက်တစ်ပုဒ်ကသမုဒယဓမ္မာနုပတိဝါကာယသမေဝိဟရတိတချောင်းပိုက်ဝယဓမ္မာနုပတိဝါကာယသမေဝိဟရတိတချောင်းပိုက်သမုဒယဝယဓမ္မာနုပတိဝါကာယသမေဝိဟရတိဒီပိုက်လေးကိုမှတ်ဒီပိုက်လေးမှာဘာဆိုလိုတာတော့ဆိုကာယသမေကာယ၌ဒီနေရာမှာတော့ထွက်လေဝင်လေကိုရည်ညွှန်းတယ်လို့ပဲမှတ်ထားပါတော့ကာယ ानु ပဒနာမို့ကာယဆိုတဲ့စကားလုံးအောက်မှာရှိတယ်ကာယသမေကာယ၌သမုဒယဓမ္မာ ानु ပတိဝါဖြစ်ကြောင်းတရားကိုရှုလျက်လီဗမာလိုချောချောပေးမယ်ရှုသည်ဖြစ်၍လီရှုလေရှိသည်ဖြစ်၍လီလို့ဒီလိုပေးလို့ရှိတယ်ဒါ practice ကိုပြောတာဗမာလိုချောချောပြန်မယ်ဆိုရင်သမုဒယဓမ္မာ ानु ပတိဝါဖြစ်ကြောင်းတရားကိုရှုလျက်လီဝိဟရတိနေ၏ဝယတကာယသမေကာယ၌ဝယဓမ္မ ानु ပတိဝါပြက်ကြောင်းတရားချုပ်ကြောင်းတရားကိုရှုလျက်လီဝိဟရတိနေ၏အဲ့တော့ဗမာလိုချောချောကကာယကိုကာယမှာဖြစ်ကြောင်းတရားကိုလည်းကာယနဲ့ပတ်သက်ပြီးဖြစ်ကြောင်းတရားကိုလည်းရှုတယ်ပြက်ကြောင်းတရားကိုလည်းရှုတယ်ဒီလိုဆိုလို့တာနောက်တစ်ခုကကာယသမေကာယ၌သမုဒယဝယဓမ္မာ ानु ပတိဝါဖြစ်ကြောင်းတရားချုပ်ကြောင်းတရားကိုရှုလျက်လီဝိဟရတိနေ၏အဲ့တော့ဒီနေရာမှာသမုဒယဓမ္မဝယဓမ္မလို့ဆိုတဲ့နေရာမှာဖြစ်ကြောင်းတရားချုပ်ကြောင်းတရားလို့ဒီလိုယူတယ်စာပေမှာအဲ့တော့မဟာစီဆရာတော်ဘုရားကြီးရဒီနေရာမှာသူက
တင့်တော်တယ်လို့ဆိုတဲ့အဓိပ္ပာယ်မျိုးပြောတာပေါ့ဒီနေရာမှာဝေယဓမ္မကိုအထက်ကရာကသူကဖြစ်ကြောင်းတရားချုပ်ကြောင်းတရားဒီလိုပဲအကြောင်းတရားကိုဆိုတာကိုစာပေမှာအဲ့တိုင်းပဲဆိုတယ်ဘုရားဟောတဲ့တရားတွေထဲမှာလည်းဒီသမုဒယဓမ္မဆိုလို့ရှိရင်တော့အကြောင်းတရားတွေပဲကောက်တယ်ဝေယဓမ္မဆိုအဲ့ဒီမှာမဟာစီဆရာတော်ဘုရားကြီးကသမုဒယဓမ္မဖြစ်ခြင်းသဘောရှိတယ်ဝေယဓမ္မချုပ်ခြင်းသဘောရှိတယ်ဆိုပြီးတော့အကြောင်းတရားကိုမယူဘဲနဲ့ဖြစ်ခြင်းသဘောရှိတဲ့တရားပြည့်ခြင်းသဘောရှိတဲ့တရားဆိုပြီးတော့ဒီလိုလဲပဲတင့်တော်ပါတယ်လို့ဒါသူ့အတွေးနဲ့ရေးထားလေးရှိတယ်တွေ့ဘူးချင်းလည်းတွေ့ဘူးကြမှာပေါ့နော်စာဖတ်ကြည့်လို့ရှိတယ်ဒီအပိုင်းမှာဆရာတော်ကြီးရေးတဲ့နေပြလည်းရှိတယ်ပေါ့ဘုန်းကြီးတို့နားမှာတော့ခုချိန်မရှိဘူးရမ်းကြည့်ဘူးလားအဲ့ဒါလို့ဆရာတော်ကြီးကဆိုထားတယ်ဒါဖြစ်ပြရှုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့အဲ့ဒါလည်းမပါဘူးလားဆိုပါတယ်မှားသလားဆိုတော့မှားတော့မမှားဘူးသို့တော့အထက်ကရာဆရာကြီးဖွင့်ပြတာကြတော့သူကဘာဖွင့်ပြတယ်ဆိုသမုဒယဓမ္မဖြစ်ကြောင်းတရားအတ္တပတ္တရဲ့ဖြစ်ကြောင်းတရားကိုရှုဝေယဓမ္မခြုံငိမ့်ကြောင်းတရားအတ္တပတ္တခြုံငိမ့်ကြောင်းတရားလို့အကြောင်းတရားတွေကိုရှုတဲ့သဘောအနေနဲ့ဒီမှာသူကဒီလိုဆိုတာကိုဒီအကြောင်းချုပ်ရင်အကျိုးချုပ်တယ်ဒါရှိရင်ဒါဖြစ်ရင်ဒါဖြစ်မယ်ဟိုဟာချုပ်ရင်ဒါချုပ်မယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်တယ်ဆိုလိုတာကတော့အကြောင်းလို့ပြောတာသမုဒယဆိုတာကသူကပစ္စယနဲ့တူတူပဲအဝိဇ္ဇာပစ္စယသင်္ခါရဆိုတာလိုပဲဒီကလည်းဒီအဝိဇ္ဇာသမုဒယသင်္ခါရသမုဒယဝိညာဏဒီလိုလဲဆိုလို့ရတာကိုသမုဒယအဲ့တော့သင်္ခါရရဲ့အကြောင်းတရားကအဝိဇ္ဇာပဲဒီလိုတော့နောက်တစ်ခါကျတော့ဝေယကျတော့အဝိဇ္ဇာនិရောဓသင်္ခါရនិရောဓဒီလိုလာတာကိုအဲ့တော့ရှင်းကအကြောင်းချုပ်လို့အကျိုးချုပ်တယ်နောက်ကအကြောင်းဖြစ်လို့အကျိုးဖြစ်တယ်မနေ့ညမန္တလေးကဘုန်းကြီးတစ်ပါးကြွာလာပြီတော့သူတစ်ပည့်ကပြောတယ်တဲ့ဆရာတော်ဟောတဲ့တရားတွေထဲမှာရုပ်နာနေဟာဖြစ်တရားတွေရှိတရားမဟုတ်ဘူးလို့ဆိုတာသူအဲ့ဒါလေးကိုသူနားမလည်ဘူးပေါ့သူစိတ်ထဲမှာတော့ပရမတ္ထတရားအပြင်ထင်ရှားရှိလို့ရှိတရားလို့ပြောချင်တာပေါ့မဟုတ်ဘူးဆိုလိုတဲ့အဓိပ္ပာယ်ကဒီလိုဆိုလိုတာလို့အကြောင်းကြောင့်ဖြစ်တဲ့တရားကိုအရှိတရားလို့မခေါ်ဘူးဖြစ်ကြောင်းတရားအဖြစ်တရားလို့ပဲပြောမြတ်စွာဘုရားကိုယ်တိုင်ကဝိညာဏပဋိစ္စသမုပ္ပါဒ်ဝိညာဏဆိုတဲ့အသိစိတ်လေးဟာပဋိစ္စသမုပ္ပါဒ်အကြောင်းကိုဆွဲပြီးတော့ဖြစ်လာတဲ့တရားလို့ဖြစ်တရားလို့မြတ်စွာဘုရားဟောတာအရှိတရားဆိုတာနိဗ္ဗာန်လို့နိဗ္ဗာန်ဆိုတာဆိုလိုတာကအကြောင်းကထုတ်လုပ်ထားတာမှန်သမျှအဖြစ်တရားလို့ပဲပြောတာလို့ရည်ရွယ်ချက်ကရည်ရွယ်ချက်ချင်းမတူဘူးလို့ပရမတ္ထတရားရှိတယ်မရှိဘူးပရမတ္ထအပြင်ရှိတယ်မရှိတာတက္ကန္တထားနော်တဘာဝအနေနဲ့ရှိတာမရှိတာပရမတ္ထအပြင်ရှိတယ်ပရမတ္ထလည်းအပြင်မရှိဘူးလို့ဒီလိုဆိုလိုတာတခုလို့ဒီသင်္ခတတရားတွေမှန်သမျှအကြောင်းရှိမှအကျိုးဖြစ်တာလို့အဲ့ဒါကြောင့်မလို့ဖြစ်တရားလို့ပြောတာလို့သူရှင်းပြလိုက်တော့ရှင်းပါပြီတဲ့အဲ့တော့ဒီဟာကတကယ်ကအဖြစ်တရားနဲ့အရှိတရားဆိုပြီးတော့ညင်းညတာရှိသေးတယ်လေညင်းစရာဘာမှမရှိဘူးဒီဟာနော်မြတ်စွာဘုရားကိုယ်တိုင်ဟောတာဒီအကြောင်းဖြစ်လို့အကျိုးဖြစ်တယ်အကြောင်းချုပ်ရင်အကျိုးချုပ်တယ်ဆိုတဲ့စကားတွေဣမတ္တဥပ္ပါဒဣဒံဥပ္ပစ္စတိဒါဒီအကြောင်းတရားဖြစ်ပေါ်ခြင်းကြောင့်ဒီအကျိုးတရားဖြစ်လာတယ်ဣမတ္တនិရောဓဣဒံនិရောဓတိဤအကြောင်းတရားချုပ်သွားလို့ရှိရင်ဒီအကျိုးတရားချုပ်တယ်လို့ပရိစ္ဆေသမုပ္ပါဒ်ကိုဟောဖို့ရအတွက်ဒီဝါကြ၄ခုပေးထားတာရှိတယ်ဣမတ္တမိန်တတိဣဒံဟောတိဒါရှိရင်ဒါရှိတယ်ဣမတ္တမိန်အတတိဣဒံနာဟောတိဒါမရှိရင်ဒါမရှိဘူးဟောသူကအကြောင်းကိုဆွဲမိပြီးတော့နေရတဲ့အရာတွေကြီးပဲဣမတ္တဥပ္ပါဒဣဒံဥပ္ပစ္စတိဒါကိုအကြောင်းပြုပြီးဒါဖြစ်တယ်ဣမတ္တនិရောဓဣဒံនិရောဓတိဒါချုပ်ရင်ဟိုကချုပ်တယ်ဆိုတာဒီ၄ခု
ဒါပရိစ္ဆသမုပ္ပါအနုလုံက2ခုပฏิလုံက2ခုဒီလိုဆိုလိုတာပေါ့အနုလောမနဲ့ပတ်သက်လာလို့ရှိရင်ဣမတမိန်တတိဣဒံဟောတိဣမတဥပ္ပါဒာဣဒံဥပ္ပစ္စတိဒါအနုလောမပရိစ္ဆသမုပ္ပါကိုပြောဣဒံဣမတမိန်အတတိဣဒံနာဟောတိဣမတနိရောဓာဣဒံနိရောစတိဒါကပฏิလောမအတွက်ကိုပြောတယ်အဲ့တော့အကြောင်းအထုတ်လုပ်တဲ့တရားတွေမှန်သမျှအရှိတရားမဟုတ်ဘူးအရှိတရားဆိုရင်ဘာလို့ထုတ်နေမှာတော့နော်အကြောင်းတရားပေါ်မှာမိတီးပြီးတော့မှဖြစ်လာတာမို့ဖြစ်တရားလို့ပြောတာအဲ့တော့ဒီဗမာစကားဟာမရှုပ်ထွေးအောင်စဉ်းစားဖို့လိုတယ်ပေါ့မရှုပ်ထွေးအောင်စဉ်းစားဖို့လိုတယ်တော့နိဗ္ဗာန်ဆိုတာကြတော့အကြောင်းကနေပြီးတော့အကြောင်းရှိလို့သူရှိလာတာမဟုတ်ဘူးသူကြတော့အကြောင်းမရှိဘူးအသင်္ကတအကြောင်းအထုတ်ထားတာမဟုတ်ဘူးဒါကြောင့်မလို့သူကြတော့ရှိနေတဲ့သဘာဝတရားလို့ဒီလိုဆိုတာအကြောင်းကင်းနေရင်ရှိနေတဲ့သဘာဝတရားပရမတ္ထအပြင်ရှိတာမရှိတာပြောတာမဟုတ်ဘူးဒီနေရာမှာအဲ့တော့အဲ့ဒါလို့ဆိုလိုတယ်အခုဒီမှာသမုဒိယဓမ္မာနုပတ္တိဝါအကြောင်းတရားကိုရှုလျက်လဲဝိဟရတိနေကာယ၌အကြောင်းတရားကိုရှုတယ်ဝေယဓမ္မာနုပတ္တိဝါနော်ဖြစ်ကြောင်းတရားလေသမုဒိယဝေယဓမ္မာနုပတ္တိဝါဖြစ်ကြောင်းတရားကိုဝေယဓမ္မာနုပတ္တိဟာချုပ်ကြောင်းတရားကိုသမုဒိယဝေယဓမ္မာနုပတ္တိဝါဖြစ်ကြောင်းတရားချုပ်ကြောင်းတရားနှစ်ခုကိုတလဲစီရှုတယ်နှစ်ခုစလုံးကိုရှုတယ်ဒါကဘာပြောတာတုံးဆိုဥရိယဗျာဉာဏ်ဆိုတာဟာဖြစ်မှုပြက်မှုကိုကြည့်တယ်ဆိုတဲ့နေရာမှာပစ္စယတော်ခဏတော်လို့ဆိုတဲ့ဒီဝိသုဒ္ဓိမဲ့ဘဂဝါယဉာဏတတရဝိသုဒ္ဓိခန်းကိုသင်တဲ့ပုဂ္ဂိုလ်တွေဒါသိတယ်အကြောင်းကြောင့်အကြောင်းဖြစ်လို့ဖြစ်တယ်လို့မြင်တာလည်းရှိတယ်ဖြစ်ခိုက်လေးကိုမြင်တာလည်းရှိတယ်နှစ်ခုခန္ဓာ၅ပါးမှာအကြောင်းနဲ့ပတ်သက်ပြီးမြင်တာက၄ခုနော်ဖြစ်ခိုက်ခဏကိုကြည့်တာမြင်တာတစ်ခုချုပ်တာနဲ့ပတ်သက်ပြီးတော့လည်းအကြောင်းကိုမြင်တာက၄ခုချုပ်ခိုက်ခဏကိုမြင်တာဆိုခန္ဓာ၅ပါးမှာ10ခုစီသွားတာဒါမို့ဥရိယဗျာဉာဏ်ကို90လို့ဒီလိုပြောတာခန္ဓာ၅ပါးနဲ့ပတ်သက်လာလို့ရှင်90အခုဒီမှာဝေယသမုဒိယဓမ္မာနုပတ္တိဝါဆိုတာဒီအကြောင်းတရားရှိလို့ဒါတွေဖြစ်လာတယ်လို့ဒီလိုမြင်တာဟာအကြောင်းတရားရှုထောင့်ကနေပြီးတော့ဖြစ်မှုကိုမြင်တာဝေယဓမ္မာနုပတ္တိဝါလည်းအကြောင်းတရားရှုထောင့်ကနေပြတ်တာကိုမြင်တာဒါဥရိယဗျာဉာဏ်ဖြစ်ပုံကိုပြောတာလို့ဉာဏ်စဉ်လေးနဲ့စပ်ပြတာနော်ဉာဏ်စဉ်လေးနဲ့စပ်ပြတာအာနာပါနကနေဒါဝိပဿနာတက်သွားပြီဝိပဿနာကူးသွားပြီဝိပဿနာကူးသွားရင်တော့အာနာပါနတစ်ခုတည်းမဟုတ်တော့ဘူးဆိုတာမှတ်ရမယ်ဘယ်ကနေကူးတော့ဆိုဇံကနေကူးလာတယ်ခုနအဲ့ဒီမှာကုပုံကူနေလေးပြောတဲ့အခါမှာတခုချန်သေးတယ်အာနာပါနကိုပဲပြန်ရှုတာကတခုနော်အာနာပါနကိုပဲပြန်ရှုတာတခုဇံနေနဲ့ဇံအင်္ဂါတွေကိုပြန်ရှုတာတခုဒီလိုနှစ်ခုမှတ်ရဇံရပြီးမှကူးတာအာနာပါနကိုပဲဝိပဿနာအာယုံဖြစ်သူယူလိုက်တယ်ထွက်လေဝင်လေကိုပဲဝိပဿနာအာယုံဖြစ်သုံးချတယ်ရှုတယ်ဆိုတာအဲ့ဒါပြောတာဝိပဿနာအာယုံဖြစ်ပြန်အသုံးချလိုက်တယ်သို့မဟုတ်ကိုရထားတဲ့ဇံအဲ့ဒီဇံကနေထွက်ခွာလိုက်ပြီးတော့ဇံကနေထပြီးတော့အဲ့ဒီဇံအင်္ဂါတွေဇံအင်္ဂါနဲ့ရှင်တဲ့စိတ်စေတသိက်တွေဒါတွေကိုဝိပဿနာအာယုံဖြစ်သုံးချတာတစ်ခုနှစ်ခုရှိတယ်အဲ့ဒီနှစ်ခုတည်းကအခုသွားတာအစ္ဆတံဝါကာယေကာယ ानु ပတိဗေဒဝါအခုသမုဒိယဓမ္မဝေယဓမ္မဒါကိုသွားတာဝိပဿနာကူးရင်အဲ့ဒါလိုကူးပုံလေးကအဲ့ဒါလိုကူးမှာကူးတယ်ဆိုတာအာယုံပြောင်းလိုက်တာပါပဲနော်ဟိုအာယုံကနေဒီအာယုံကိုရွှေ့လိုက်တာပဲလူတွေကတော့ကူးတာမြန်ပါတယ်တယ်လီဗီရှင်းကြည့်နေတဲ့အခါကျတော့ကူးတာမြန်တယ်အတန်ပဲအာယုံပြုလိုက်ရုပ်အာယုံပြုလိုက်တယ်နော်အဲ့တော့ကူးတယ်ဆိုတာအာယုံပြောင်းတာကိုဆိုလိုတယ်ဝိပဿနာကူးတယ်ဆိုတာသမထအာယုံကနေဝိပဿနာအာယုံဘက်ကိုကူးလိုက်တာအဲ့ဒါအာယုံပြောင်းလိုက်တာအာယုံပြောင်းလိုက်လို့ရှိရင်ဝိပဿနာလမ်းကြောင်းပေါ်ရောက်သွားတယ်
အဲ့ဒါဟုတ်ပြီဒီမှာသမုဒိယဓမ္မနုပတိဝါကာသပိဒါအစကိုပြောတာသမသနာဉာဏ်ဆိုတာအစကိုပြောတာနောက်ဥရိယပြဉာဏ်ဆိုတာစတာကိုပြောတာနော်ဒီပြဉာဏ်တွေလည်းဒီမှာရှေ့တက်သွားတယ်ဒီလိုတက်သွားတယ်အဲ့တော့ကုဘုံနှမျိုးလေးကိုမှတ်ဖို့ပဲအာနာပါနကိုပဲဝိပဿနာအာယုံဖြစ်သုံးချလို့ရတယ်ဝါယောဓာတ်အနေနဲ့နမိတ်ကိုသုံးချတာမဟုတ်ဘူးဇန်တော့ကနမိတ်ကိုသုံးချတာနမိတ်ကိုသုံးချပြီးတော့ဇန်ရတာဒီဝိပဿနာကုပြီဆိုလို့ရှိရင်ထွက်လေဝင်လေဆိုတဲ့ဝါယောဓာတ်ကိုအာယုံဖြစ်သုံးချလိုက်တယ်နောက်တစ်ခုကကိုရထားတဲ့ဇန်အဲ့ဒီဇန်ထဲမှာရှိတဲ့ဇန်အင်္ဂါတွေနန္တရားတွေကိုယူပြီးသုံးချလိုက်တယ်အဲ့ဒီနန္တရားတွေကနန္တရားတွေရဲ့မိယာရုပ်ကိုရှာတယ်ရှာလိုက်ပြီးအကြောင်းတရားကိုရှာတယ်ဆိုနမရူပပရိစ္ဆေဒဉာဏ်နဲ့ပစ္စယပရိက္ခဉာဏ်ကစရတာကြီးပဲဝိပဿနာရဲ့ဂိတ်ကအဲ့ဒါပဲနော် entrance of ဝိပဿနာဆိုအဲ့ဒီမသွားဘဲနဲ့အနိစ္စဒုက္ခအနတ္တကြော်ထွက်မသွားလိမ့်နဲ့ဘု து အနေဆာမှမသိငါအနေဆာသူအနေဆာဘု து အနေဆာမှမသိပဲနဲ့အဲ့ဒီမှာအနေဆာဖြစ်သွားလိမ့်တရားကိုကင်ပြီးတော့မှအဲ့ဒီတရားရဲ့အနေဆာပဲကြည့်ရနော်လို့ဆိုလို့တယ်ဟုတ်ပြီကြည့်ဝိပဿနာဉာဏ်တွေတက်လာပြီနောက်တစ်ပိုက်ကိုကြည့်အခုကအကြောင်းရှုထောင့်ကနေရှုတယ်နော်အကြောင်းကနေပြီးတော့ဖြစ်မှုကိုကြည့်တယ်အကြောင်းကနေပြီးတော့ပြက်မှုကိုကြည့်တယ်ဟောဥရိယဗျာညာဖြစ်မှုပြက်မှုကိုရှုတာသို့တော့အကြောင်းဖြစ်လို့ဒါတွေဖြစ်တယ်အကြောင်းပြက်လို့ဒါပြက်တယ်ဟောဥရိယဗျာညာကိုကြည့်တာနောက်တစ်ခုကြတော့ဘာလို့ဆိုအဋ္ဌိကာယောတိဝါပနတ္တတတိပစ္စုပတ္ထိတာဒါဉာဏ်စဉ်ရှိဆက်တက်သွားတာစရရလဲဒီတိုင်းပဲလာမှာပဲသူကအခြေပြုတဲ့အချိန်ကစပြီးတော့အဋ္ဌိကာယောတိဝါပနတ္တတတိပစ္စုပတ္ထိတာဒီယောဂီပုဂ္ဂိုလ်မှာဆိုလိုတာအဲ့ဒီလိုသဘာဝတရားတွေကိုဥမာမဲ့အတ္တတပတ္တရဲ့ဒီဇန်အင်္ဂါတွေရဲ့ဇန်တရားတွေရဲ့ယုံနဲ့နံတွေနှစ်ခုတည်းပဲမြင်လိုက်ပြီလို့ဆိုလိုက်တာ ਨੇ သူကကာယဆိုတဲ့ယုံနံနှစ်ခုပဲရှိတယ်ဒါကြောင့်ကာယောနာမကာယရူပကာယသည်လို့ဒီလိုပြောလို့ရတယ်နော်ကာယောဝကာယသည်ပဲလေ body ပေါ့အင်္ဂလိပ်လိုပြန်ရင်တော့ body ပဲတစ်ခုပဲ body ဆိုတာဘာကိုပြောတာတုံးဆိုmaterial body နဲ့ mental body ပေါ့ဒီနှစ်ခုဆိုလိုတာနော်ကာယဆိုတာအစုလေးပဲရုပ်စုလေးနာမ်စုလေးအဲ့တော့အဋ္ဌိကာယောတိဝါပနအတ္တပနထုမတပါအတ္တထုယောဂီပုဂ္ဂိုလ်မှာကာယောကာယသည်အဋ္ဌိကာယောအဋ္ဌိကာယသာရှိနေတယ်လို့ကာယောအဋ္ဌိကာယောတိကာယသာရှိနေတယ်လို့တတိအမှတ်တတိလေးသည်ပစ္စုပတ္ထိတာဆွဲမြဲတည်ရှိနေသည်ဟောဒီဖြစ်အတ္တထုယောဂီပုဂ္ဂိုလ်မှာအဋ္ဌိကာယောတိကာယတတ္တရှိနေသည်ဟုဆိုလိုတာကာယပေါ်မှာသာသူတတိရှိတယ်တရဝါလို့သူမထင်ဘူးသူလို့မထင်ဘူးငါလို့မထင်ဘူးသူဟာငါဟာမထင်ဘူးရုပ်ကိုရုပ်လိုပဲမြင်တယ်နာမ်ကိုနာမ်လိုပဲမြင်တယ်ဒီထဲမှာတရဝါပျောက်သွားပြီလို့ဆိုလိုတယ်နော်တရဝါပျောက်သွားပြီငါမရှိတော့ဘူးနတ္တတောနပုဂ္ဂလောနအိဋ္ဌိနပုရိသောနအတ္တနအတ္တနိယနာဟံနမမနကောစီနကတ္တစီတဲ့ထက်ကရာပါအဲ့လိုရှင်းထားနော်ပြောလိုက်တာကာယောဝအဋ္ဌိကာယပဲရှိတယ်နတ္တတောတရဝါဆိုတာမရှိဘူးတဲ့နပုဂ္ဂလောပုဂ္ဂိုလ်ဆိုတာမရှိဘူးတဲ့နအိဋ္ဌိအမျိုးသမီးဆိုတာမရှိဘူးနပုရိသောအမျိုးသားဆိုတာမရှိဘူးနအတ္တငါဆိုတာလည်းမရှိဘူးနအတ္တနိယအတ္တဆိုတာမရှိဘူးလေနအတ္တနိယအတ္တပိုင်ဆိုတာမရှိဘူးနာဟံငါဆိုတာမဟုတ်ဘူးနမမငါဥစ္စာမဟုတ်ဘူးနကောစီဘသူမှမဟုတ်ဘူးနကတ္တစီဘသူဟာမှမဟုတ်ဘူးဘသူဟာမှမဟုတ်ရင်ပြည်သူပိုင်းလုံးအောက်မေ့နေဦးမယ်ဘသူမှမပိုင်ဘူးဒါဒါလုံးဝညင်းလိုက်တာ reject ရေးကြီးပဲအကုန်လုံး reject လုပ်ထားတာ
သဘာဝတရားဟာသဘာဝတရားတက်တက်ပဲလို့ဒီလိုမှတ်တာအတ္တထိုယောဂီပုဂ္ဂိုလ်မှာအဋ္ဌိကာယောတိဝါကာယတတ္တတာရှိနေသည်ဟူ၍ရှိနေတာကာယတာဖြစ်တယ်လို့တတိအသိဉာဏ်သည်ပစ္စုပ္ပတ္တိတာဆွဲမြဲစွာတည်ရှိသည်ဟောသည်ဖြစ်အဲ့လိုဆွဲမြဲစွာတည်နေတာဘာအတွက်တုံးကာယလေးပေါ်မှာသာသူ့စိတ်ဟာရှိနေတယ်ဘာဝတ္တတုံးဆိုနောက်ကဟွာလေးနဲ့ဆက်ယာဝဒေဝညာဏမတ္တယပဋိသတိမတ္တယယာဝဒေဝညာဏမတ္တယအတိညာဖြစ်ဖို့အတိုင်းတာမျှတာအတိုင်းတာမျှအတွက်သာအတိညာဖြစ်ဖို့အတိုင်းတာအတွက်သာအတိုင်းတာမျှတာပဋိသတိမတ္တယတတိတည်ရှိနေဖို့အတွက်မျှတာဟောတတိဖြစ်နေဖို့အဲ့ဒီအာယုံပေါ်မှာတတိဆွဲမြဲနေဖို့နဲ့အသိဉာဏ်ဖြစ်နေဖို့အတွက်ကာယဆိုတဲ့အာယုံလေးပဲရှိတယ်တရဝါဆိုတာမရှိဘူးဒီလိုဆိုလိုတာနော်ကာယဆိုတဲ့ယုံ nant အာယုံပဲရှိတယ်ယုံ nant အာယုံပဲရှိတယ်အဲ့ဒီရှိတယ်လို့ပြောတာဟာလည်းပဲဒီယုံ nant အာယုံပေါ်မှာစူးစမ်းနေတဲ့ဉာဏ်ဖြစ်ဖို့ဉာဏ်ဖြစ်နေဖို့ဒါလေးကရှိနေရတာဒီအာယုံလေးကရှိနေတာတတိနဲ့ဆွဲဆွဲမြဲမြဲမှတ်ယူနေဖို့ဒီအာယုံလေးကရှိနေတာဒီတယ်မပိုဘူးလို့ဆိုလို့တယ်နော်ဒီတယ်မပိုအဲ့ဒါမို့ဆိုငါဉာဏ်တို့ငါတတိတို့ဖြစ်သွားအောင်ပါဆိုလို့ဉာဏ်ဖြစ်ဖို့တတိဖြစ်ဖို့အတွက်သာလင်းတတိသည်ပစ္စုပ္ပအဋ္ဌိကာယောတိကာယတတ္တတာရှိနေသည်ဟူ၍တတိသည်ပစ္စုပ္ပတ္တိတာဆွဲဆွဲမြဲမြဲတည်သည်ဟောဒီဖြစ်ဒီလိုဆိုရတယ်အဲ့ဒီနောက်ပုဒ်ကစပြီးတော့အနဲ့ပြောတဲ့အခါဒီလိုယာဝဒေဝညာဏမတ္တယအတိညာလေးရှိဖို့အတိုင်းတာအတွက်သာပဋိသတိမတ္တယဆွဲမြဲနေတဲ့တတိအတိုင်းတာအတွက်သာအဋ္ဌိကာယောတိကာယသာရှိနေသည်ဟုအတ္တထိုယောဂီပုဂ္ဂိုလ်မှာတတိသည်ပစ္စုပ္ပတ္တိတာဆွဲဆွဲမြဲမြဲတည်ရှိနေသည်ဟောဒီဖြစ်ဒါအဲ့ဒီတစ်ပိုက်ဟောဆုံးလို့တယ်အဲ့ဒါဝိပဿနာဉာဏ်นี่သိကောင်းနေတဲ့အဓိပ္ပာယ်ကိုပြောတာနော်ဝိပဿနာဉာဏ်นี่မှာသရဝါတွေကိုမရှိတော့ဘူးသင်္ခါရအာယုံကိုသိနေပြီပဲလို့ယုံ nant သိနေသေးတယ်မြတ်ဒါမဲ့မရောက်သေးဘူးအဋ္ဌိကာယောလို့ဆိုတဲ့အချိန်မှာဒါမဲ့မရောက်သေးဘူးဝိပဿနာဉာဏ်ဆင်းဆင်းတက်သွားလို့သင်္ခါရုပ္ပခဉာဏ်တို့ကတော့ရောက်သွားပြီဒီလိုဆိုလိုတာပေါ့နော်သင်္ခါရုပ္ပခဉာဏ်တို့ရောက်သွားပြီအဲ့ဒီနောက်ကြရမှာနာသကိဉ္စီအနိတိတောသဝိဟရတိနာသကိဉ္စီလောကေဥပါဒိယတိဒါကြတော့မဉ္ဇဉ်นี่ဖြစ်လာတဲ့သဘောနော်ဝိပဿနာကိုကျင့်တာကရတာကမဲ့နော်ကျင့်ရတာကဝိပဿနာလို့ခေါ်တဲ့ပုပ္ပဘာကမဲ့ရတာကလောကုတ္တရာမဲ့လောကုတ္တရာမဲ့ကိုကျင့်ရတာမဟုတ်ဘူးသူကရတာသင်္နာအစာရတာကယာတုဒီလိုလဲမဟုတ်ဘူးလားစာသင်တယ်လေရတော့ယာတုရတာပေါ့ဒီလိုပဲပေါ့ကဲဒီမှာအနိတိတောသဝိဟရတိအဲ့ဒီကာယလေးရှိတယ်လို့တတိလေးတည်နေတော့အဲ့ဒီတတိဟာဉာဏ်ဖြစ်ဖို့ဟုတ်လားဆွဲမြဲတဲ့တတိရှိနေဖို့အတွက်သာတဲ့ဆိုပြီးတော့အဲ့ဒီပုံမှာတဲ့အနိတိတောသဝိဟရတိတဏှာဒိဋ္ဌိနဲ့အဲ့ဒီကာယပုံမှာမိနေတာမဟုတ်ဘူးနော်တဏှာအတွေးမရှိဘူးမှားရွံ့တဲ့အတွေးမရှိဘူးဆိုပါစို့ငါလို့ဆိုရင်ဒါဒိဋ္ဌိအတွေးပဲငါဟာလို့ဆိုရင်တဏှာအတွေးသူဆိုလို့ရှိရင်ဒိဋ္ဌိအတွေးသူဟာဆိုလို့ရှိရင်တဏှာအတွေးအဲ့ဒီကာယတွေပေါ်မှာအနိတိတတဏှာဒိဋ္ဌိနဲ့မှီးနေတာမဟုတ်ဘူးတဲ့တဏှာဒိဋ္ဌိအမှီကင်းနေတယ်ဒီလိုဆိုလို့တယ်အနိတိတော့တဏှာတွေ့တာမှု
မှားယွင်းစွာရှုမြင်မှုမှကင်းကွာလျက်ဝိရတိနေ၏တွေ့တာမှုမှားယွင်းစွာရှုမြင်မှုမှကင်းကွာလျက်ဝိရတိနေ၏လောကီလောက၌အာယုံကိုဆိုလိုတယ်ဒီနေရာအာနာကာယ ानु ပဒနာသုံးဖို့အတ္တတပတ္တတာပေါ့နော်နာသကိဉ္စီလောကေဥပါတိယတိလောကေလောက၌ကိဉ္စီဘာတစ်ခုကိုမြဘယ်အာယုံကိုမှဒါတွေမကတော့ဘူးနော်ကိဉ္စီလောကေလောက၌ကိဉ္စီဘာကိုမြနဥပါတိယတိတဏှာဒိဋ္ဌိနဲ့ဆွဲလန်းထားတာမရှိတော့ဘူးဆွဲယူထားတာမရှိတော့ဘူးယန္နာဖြစ်သွားပြီဆိုပါစို့မဲ့အစဉ်တက်သွားပြီဒါယန္နာဖြစ်သည့်ထီအောင်ပြောတဲ့ကမ္မထာမယ်ဒီကမ္မထာသို့တော့အစဉ်သောတာပန်မဖြစ်ဖ ೇನೆ ဖြစ်တာတော့မဟုတ်ဘူးနော်ဖားလို့ခုံမကူးလေနဲ့သောတာပန်တဂရကအနာကအစဉ်ဝိပဿနာဉာဏ်အစဉ်နဲ့တက်သွားတာတဲ့အဲ့ဒီမှာဏိကုံးချုပ်ပြီးတော့ပြောအောင်လို့ဘုရားဘိက္ခဝေယံတို့ဧဝံပိခောဤနည်းအားဖြင့်လေဘိက္ခုယဟန်သည်ကာယေကာယ၌ကာယ ानु ပတ္တိကာယဟုအဖမှန်ရှုသည်ဖြစ်၍ဝိရတိနေထိုင်၏ဒါအရတ္တဖို့ပေါ့ကမ္မထန်တစ်ခုပြည့်စုံသွားပြီလို့သူတို့ဆိုလိုတယ်နော်ကဲဒီနေရာလေးကိုရကြ